ပါလိုချင်တာနော်ဩရာသီဥတုအေးတော့စိတ်ကအိပ်ပဲနည်းနည်းပါဩဘောကကန်ဆိုးလိုက်တာဟမ်ကျွန်တော်ဒီအသက်ရွယ်ရောက်နေရီးသားတယောက်မှမရသေးဘူးကဲပြောတာပါအဲကြောင့်အိမ်မှာမှန်လေးကိုပြန်ကြည့်တော့လေကျွန်တော်ရုပ်ကအဝေးရကြည့်ကြည့်အနီးရကြည့်ကြည့်ဈေးရဲထက်မှဈေးရဲထက်ပဲဘာဖြစ်တာလဲမသိမိတဲ့အုပ်စုကမတူမသိပါလေကိုဘာသူအရှက်မရှိလို့ပြောနေတဲ့ဟာတကယ်ပြောတာကိုလေးကလည်းကောင်မလေးတယောက်ရီးသားစကားတော့ပြောကျွန်တော်ပါရိုက်ခံအဲ့ဒါနဲ့ကိုတတ်သိမယ်ဆိုကျွန်တော်ကျိုးတစ်ချောင်းကင်ပြီးတစ်ပင်မော်တက်သွားတယ်တစ်ပင်မော်လည်းရောက်တော့ငှက်ဆိုးတွေကထိုးတာနဲ့နမိတ်မကောင်းဆိုပြန်ဆင်းခဲ့ရတော့နမိတ်မကောင်းရင်သေးတတ်တယ်လေအဲ့ဒါနဲ့ဒါဆိုရင်တော့ငါဆွေးကြွချမသေးတိုက်လို့ပဲလို့ကိုရေတဲ့ခုံချသေးမယ်ဆိုကျွန်တော်ချောင်းတပေးပြီးတော့ကလေးလေးတက်ကဦးတဲ့အိုင်နာအနစ်ကြီးပဲဆိုတော့ပြန်လဲတာကြီးအရေနစ်သေးတတ်တယ်အဲ့နဲ့မထူပါဘူးလေလို့ဘဝမှာရေနစ်သေးတာအဆိုးဆုံးပဲဟောလို့လဲဆိုတော့2ရက်3ရက်ဆိုရင်ပစိုးတွေကမရှိအင်ကြီးတွေကမရှိပေါ်လို့ဤပေါ်မလေးအလိုက်မသိတဲ့ငါးတွေပစိုးတွေကဟိုအပေါက်ဝင်ဒီအပေါက်ဝင်တယ်မလေးချက်သိမ်းထားစရာကောင်းအဲ့တော့ဘာပြောဒီနေ့ရီးသားလေးတယောက်ရအောင်ဒီနေ့တွေ့တဲ့မိန်းကလေးအကုန်ရီးသားစကားပြောမယ်ပြောပြီးတာနဲ့ပွဲသွားကြည့်မယ်မြို့ရှိမနာဖို့ချစ်ထီးဆောင်မှာကနေတယ်ပြောတယ်အဲ့တော့ဖြာလေးတစ်ချက်ဝယ်မယ်ကောင်မလေးနဲ့2ယောက်ထည့်ကြည့်မယ်ငြိမ်မယ်ကန်စမ်းမရလည်းပါသေးတယ်အဲ့တော့ကားကြီးမြန်ပေါ့ကောင်မလေးနဲ့ကားလေးစီးပြီးပြန်ရုံပဲအဲ့တော့ကောင်မလေးနဲ့ပွဲကြည့်မယ်မြန်မာတန်လောက်ကျရင်ကောင်မလေးကိုလက်ကလေးကင်ကြည့်မယ်အချိန်နေပြီးရင်ဆက်လို့ရှားမယ်အော်ဗရာလောက်ကျရင်ပေါင်မော်သိပ်ထားမယ်ပြက်စက်ကြရင်ဝင်နဲ့ထည့်ထားမယ်ပြက်စက်လည်းပြီးလို့အဲ့လက်ချင်းလည်းပြီးရောရမလို့နဲ့တော့ချီးပုံနေတို့နေအောင်အဲ့တော့ဘာပြောဒီနေ့တွေ့တဲ့မိန်းကလေးကိုကြီးစားစကားပြောမယ်ကဲကန်ဆိုးကျင်တဲ့မိန်းကလေးထွက်ခဲ့စမ်းဝလုံးချီတော့ရမ်းချလိုက်ပါဟာအလိုလိုနဲ့ငါတော့ပန်းကြီးနဲ့ရောက်နေပါလားကောင်းလိုက်တာဟာဒီလောက်စီတဲ့လမ်းကြီးကိုငါရေးစားစကားပြောမယ်မှန်းသိလို့လားမသိတယောက်မှထွက်မလားဟောလာတော့လာပြီတယောက်တော့တွေ့ကန်ဆိုးတော့မှလေးတယောက်တော့လာပြီစီရထက်နဲ့တော့တွေ့ပြီဆွဲလိုက်ရသေးတာပေါ့ဟာကြည့်ကြပါဦးအေးဒီပြောနေတယ်လားအမေပဲပေးပြီးလမ်းလျှောက်တာမြည်မှန်းပြိုကြမလားအောင်မေးရလာနေပြီဟဲ့ဟာခုချိန်ဒီကိုထွက်မလာသေးပါလားအေးအဲ့လိုလေးလို့ဟောဟောလာပြီဆွဲပြီတွေ့ကြသေးတာတခေါ်နဲ့တော့တွေ့ပြီအမိုက်စားလေးဟာဟောပြီမပြောနဲ့နော်ဒါနေလာပြီရက်တော်မူအောင်ဖေဟာအနီရောင်ဝါဆက်ကြီးနဲ့ဆိုရုပ်ရဖုန်းကြီးကြွလာတယ်မှတ်နေတာဖုန်းညက်သပင်းပါလားအေးမဟုတ်လေအနီရောင်မမြင်လိုက်တာသပင်းမမြင်လိုက်လို့ဖဲသွားမလို့လေပွဲသွားကြည့်လို့ပွဲသွားမလို့ဟုတ်တယ်မိုက်ပြီအဲ့ဒါကိုလည်းပွဲသွားမှာပဲကိုလိုက်ပို့ရမလားရမလို့ကိုလေမင်းတို့မိန်းကလေးတွေဆိုရင်တကယ်ပါတနာတတ်တယ်ယောက်ျားလေးသူတို့ပေါ်ဘယ်နာအမ်ဘတ်ဆိုသေးသေးနဲ့ဂီးမဆိုင်ကိုမွေးရပါနှာဘူးယောက်ကပါလာတာတည်ဒါနဲ့ညီမလေးနာမည်ကဖူးဖူးလေနာမည်လေးကဖူးဖူးလို့ဖူးဖူးတယ်လားမတ်မီတို့ခေါ်လိုက်မယ်မတ်တင်ညွန့်ဖူးဖူးလို့ပြောနေရလေမဟုတ်လေရော်တောင်မဲ့မတ်တင်ညွန့်နဲ့တော့တူးနေတယ်လို့နေပါဦးညီမလေးညီမလေးကိုကျုံလုံးစုံလုံးစကားလေးနည်းနည်းမှပြောခြင်းတယ်ညီမလေးကိုတွေ့တယ်ရင်ကိုကခင်လဲလေးစားတယ်အဲ့တော့ကိုပြောခြင်းတဲ့စကားကိုထဲမပြောလေတွယ်ဝိုက်ပြီးပြောရမယ်ဆိုတော့မင်းငါချစ်တယ်ကွာတဲ့ပြောနေရလေတဲ့ပြောနေတာမင်းကလေးရဲ့တယောက်နဲ့တယောက်မမြင်ဘူးပဲနဲ့ဖုန်းထဲမှာဟိုင်းဆိုတာနဲ့ရီးသားဖြစ်တဲ့ခေတ်ကြီးမှာမင်းကငါတွယ်ဝိုက်နေငါကြံခဲ့မှာပေါ့မင်းကလေးကိုချစ်လိုက်ပါလားချစ်ဘူးကိုမှာဘာပြည့်ရှိလို့သွားခေါ်နေရနဲမေသွားခေါ်ညနေခင်းနဲ့ပြောဒီသွားခေါ်တဲ့ကိစ္စကိုထဲမပြောနဲ့ဒါသွားခေါ်တာမဟုတ်ဘူးမမိပါပတ်စံချမ်းသာလို့ရှာနေဘူးငါဆိုလို့သွားနဲ့အဖီဆွဲပေးထားတာမင်းကိုရဲ့လက်တရားတွေကိုမင်းနားမလဲပါလားမင်းကလေးဟမ်ကိုပြန်ချစ်လိုက်စမ်းမင်းကိုနဲ့ရမင်းဘော်ရဲ့အေးစစ်ဖြစ်သွားတယ်ကိုတထေးဟုတ်လားတထေးသာမင်းကစိတ်ငကကြီးပန်းကျင်တယ်ဆိုကိုကျန်မပြိုင်ဘတ်ဆိုကပ်ပြီးမှလေဒီရှိမေးစီးကျင်တယ်ဆို6ကြီးထုံးတုပ်ပေးမယ်လှိုင်းကြီးဝှစ်ချင်တယ်ဆိုပင်လေတဲ့ကန်ချရင်မယ်အပြောင်သားမှာဝှစ်ချင်မှဆိုတော့ကိုတုံးလုံးချရင်ပါအကုန်ကြမ်းများနေမယ်ဟုတ်ပါမင်းလေးကိုချစ်လိုက်စမ်းမင်းလေကွင်းပြင်းနေတူတယ်ဟောဒီပါးပြင်းမုံမိုလေးကိုကိုရဲ့ထွန်းဆက်နေတူတယ်နှာခေါင်းကြီးနဲ့2ရေကလောက်ထွန်းရပြရင်တကယ်မနာပါဘူးမလေးအဲ့လိုကြီးမှလန့်နေသေးတယ်နန်းစရာလားတို့ရဲ့ဖပူးအောင်နှလုံးသားလေးကသူကသူနင်းလေးနေတာဟောဘာဖြစ်လားစေးတော့လေညီမရဲ့ဘာလဲမဟုတ်ဘူးလေအန်းနေစေးတော့ကိုပြန်ချစ်စမ်းချစ်ဘူးလို့ပြောနေတကယ်မချစ်နိုင်ဘူးမချစ်မင်းဒီနားနေဘယ်မှသွားလို့မရသွားမှာလုံးဝသွားလို့မရမင်းကလည်း2ယောက်တည်းတောထဲမှာတွေ့လာမလားကြားမတနာရင်တော့ဖြစ်သွားမှာမငါကြောင်းသိတယ်မလားသိဘူးတိုင်းပြည်အတွက်ဒါအသက်မပေးရတာမိမအတွက်နဲ့ထောင်ကြတာ9ခါရှိသွားသိရတနာယူနင်းမေတနာယူလားချစ်ပါလားမချစ်ဘူးလားအပြည့်လို့ချင်လားအပြည့်လို့ချင်တယ်ပြောအားဆိုလို့ရှိရင်ဒီတိုင်းမပြောချင်ဘူးမလို့ပြောမ
ဘာစကားဝလေးနဲ့ပြော မိုက်တော့စကားဝဲလေးနဲ့ဘယ်လိုလဲ ပါလိုက်ရဆိုတဲ့ဖြေပေးမယ် ဩပါလာရ ဟုတ်တယ် ကောင်း ဒီ လား တိုင်းပြောလို့မရဘူး ဟုတ်လို့ ဥပလာရရှေးကြီးပဲ မလေးလက်ညှိုးရပဲထိုးအောင်ရှေ့ကြီးပဲဆို ဟိုရက်ကိုတော့လေးပါ အဲ့ လေ ကြောင့်မို့တော့ညနေရေချိုးတာလာမကြည့်နဲ့ဆိုလားချောင်းကြည့် ဘာကြည့်လို့လဲ တူလေလက်ညှိုးရရှေ့ကြီးပဲဆိုပဲထိုးတာ ဒီလိုတော့ တကယ်တော့အားလေထိုင်ရမှာပေါ့ ထိုင် ဟုတ်ပြီ ဟိုဒါဘာခိုင်းတာဟုတ် ဟုတ်လေပစိုးမတာလေ ဟောမသိပါဘူး မကြောက်ပါနဲ့အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး အော်ဒီနေ့တော့ဝင်တော့ နောက်ဆုံးလေ ဘာလို့ဒီတို့ လေးနေလေးအောင်နတ်တက်တရားမကောင်းမဲနဲ့ရှည်လည်းမချိုးမဲနဲ့ညစ် အာချိုးတယ် ချိုးပါဘူး ချိုးတယ် တမရွက်ပြုတ်တွေလည်းစားနာတွေ့ ဘာလို့မျက်စိရောက်ဖွင့်တာလဲ ဘာလို့ရမှာ မျက်စိလေးကိုမိတ်ထားလေဒီမျက်စိလေးတရားလေးကိုမိတ်ထားလေ ဩဆောက်လုံးတွေတော့ကန်းကုန်တော့မှာ မိတ်ထားလေ ဘာလို့ရမှာတော့ မျက်စိလေးမိတ်ထား မျက်စိမမိတ်ချင် ဘာဖြစ်လို့တော့ ကိုမျက်စိမိတ်အားမရ ဘာလဲ ဟိုစကားပြောတာမျက်နှာကြည့်ပြောနေတာလို့ ပြမျက်စိလေးမိတ်ထား ညီမလေး ဟင် ဒီပြရခိုင်းလို့မရဘူး ဘာလို့ အဝေးကလန့်ကြည့်နားအများကြီးခွေးချောင်းတယ်လို့ဖြစ် အရင်နဲ့တွေ့လိုက်မယ် သူကလည်းရှေ့ကြီးစွတ်တိုးတာတော့ငါသွားနေမယ်ခုတ်ပြပြန်အောင်မယ် အာမျက်စိလေးမိတ်ထား မိတ်ပြီ ပါလိုက်ရဆိုတဲ့အဖြေပေးမယ်နော် ပေးလေ ပါဆိုတာဒီပရေတုနေတဲ့သားလေးကို နင်းမေလေပဲရေတွန်းအောင်မလား ဒီမှာလိုက်လေးထားနေရလေ မိဘချမ်းသာလို့ပါးကိုလှိုင်းထည့်ထားနားလဲတာခုမှပါအသက်ကဘာရှိသေးလို့ ဘယ်လောက်လဲ 24နှစ် အော်24 အာမ 40နှစ်ပေါ့ နော်မအားနဲ့မပြောနဲ့ပြန်မပြောနဲ့လေသူများလည်းကြောက်ကုန်မှာပေါ့24ဆို24နဲ့ရက်ပါကွာအာရာဒီထည့်တယ်ငါလာပြောတယ်24မိတ်ပြီပြော ဖွင့်မကြည့်နဲ့နော် အေးပါ ဖွင့်မကြည့်နဲ့နော်ဘာလဲဖွင့်ကြည့်နေရတော့ မိတ်ထားတော့ဘာလို့ခွင့်မကြည့်နဲ့ပြောနေ ပါလိုက်ရဆိုတဲ့ဖြေပေးမယ်နော် မြင်မယ်မေး ပါဆိုတဲ့ဒီပါလေးကို ဘာလေးကို လာဆိုတဲ့ဒီလက်နုနုလေးနဲ့ လက်နုနုလေးနဲ့ ရဆိုပြီးတော့ဟောဒီလိုလိုက်တယ် ဟာမသားမတကယ်တွေ့တာဟာအော်သူရေမချိုးပြောတာရှင်မင်းရှက်သွားလားမသိ ပေါ်လာပြီ အေး ကောင်မလေးလက်တစ်ခါခါနဲ့ထောက်ပါလေမင်းကလည်းပါလေးကိုကြိုင်နဲ့တေးကြတယ်မြို့ကိုကောင်မလေးကဝါကစ်သေးတာမလား မျက်လုံးဆွဲဖြဲလိုက်မှာနော်ဘယ်ကနေအိတ်ချင်မှုတူနဲ့ထလာတယ်မသိဘူးနင်းမေလင်လေးကပါရိုက်သွားတာ ဟိုးမင်းတို့ကလက်ထက်ကြတော့မယ်ဗော ဘာအောင်လုံးဟာပါရိုက်သွားတာ ဖိတ်စာပေးမှငါလာမှာနော် ပေးမှာမမင်းတကယ်ချင်းနဲ့ဟောဘာဒီပြောနော်ပါရိုက်သွားတာမဆိုး မင်းကလေလက်ဖွဲ့အကြီးကြီးဖွဲ့မှာ အထုပ်ကြီးနေတော့ဟောဘာဒီပြောမှလည်းမသိပါဘူးကွာလားပါရိုက်သွားတာ တော်တော်များလာပါ ဒီနာကပြောတော့မကြောက်ဖင်ကပြောတော့တန်းနေတာပဲမွေးကနေနားနဲ့ဖင်နဲ့လွဲတက်လာလား တကြောတယ်လေ ဟုတ်လားဟေ့အဲ့ကောင်မလေးငါပါရိုက်သွားတာ ငါသိတယ်ရော သိလား အဲ့ကောင်မလေးငါတို့ရက်ွက်တယ်ရ ဟောမင်းတို့ရက်ကွက်ထဲက ဟုတ်တယ် အေးဖူးဖူးတယ်နာမည် နမက်ဖူးဖူးတယ် အေးဟုတ်တယ် အဲ့ကောင်မလေးအကြီးနော်ရ ဟာဘာလို့ရှိတယ် မင်းပစ္စည်းကြီးတော့ရှိတယ် ညဘာဒီနဲ့လာနိုင်တာ မာနာကြီးရဲ့စိတ်ကြီးတယ် မာနာကြီးတာ မင်းတိုင်းလို့ရနိုင်မယ်မဖြစ် ဘယ်လိုလုပ်မလဲ ဟာဒီကောင်မလေးကမင်းကလေရောက်ဒီလည်းမင်းရိုးလိုက်တော့မရဘူးအထက်လန်းအောင်လန်းနီးတယ်အဲ့လိုနီးရ အော် တော့ မတမာတန်နီးနဲ့ ဟုတ်တယ် ဘယ်လိုပဲရရဒီကောင်မငါရရင်ချင်းနေပြီငါပေါ့ကိုရိုက်တော့ငါမချင်းနိုင်ဘူး အေးဟုတ်ပြီအဲ့တော့မင်းတင်းငါကူမကြီးမယ် အေးဟုတ်ပြီမင်းငါတကယ်ချင်းနေမှုလို့ငါပြောပြတာ အဲ့ပြော အဲ့ကောင်မလေးကိုငါကြိုက်တယ်တပိုင်းကိုသေးနေ တပိုင်းသေး သူ့ဘက်ကလေဖြတ်တာနဲ့ငါတို့နဲ့ဆေးရုံရောက် ဆေးရုံတော့လာမတွေ့နိုင်ဘူး ဟုတ်လို့ပေါ့ငါဟဲ့ငါ့ကိုပြောပြ ငါကူညီမယ်ငါကူညီမယ်ငါနဲ့တည်တယ်ဆေးစရာကြီးဆက်ပြသွားရှိတယ် ဆက်ပြ ဟုတ်တယ် အေး သူအောင်လန်းနီးပဲရတယ် ဟာဟုတ်လား အဲ့တော့မင်းကလည်းသွားမယ် သွားမယ် သွားမယ်ဆိုတော့ဝေးရွေးလမ်းတော့မလျှောက်နိုင် အော်မင်းကလည်းတခုငါလိုက်လေငါတထေးပါမင်းကလည်း ဘူးဟိုမှာကားရထား အော်ဒီကန်းကန်း ကန်းကားလိုက်ပြီ တော့ နော် မယ်တော့မယ် ယောကားစရာကြီးကားစရာကြီး မိုက် ဒီမှာနေတိုးတဲ့ဘယ်လူကလည်းကားကားကျင် အဲ လို့ မေနေတိုးနဲ့ဘေလူကသူ့ကြတော့နေတိုးတယ်ငါကြဘေလူကနေတိုးကဒီလိုပဲမြောက်ယုံနေတာ အဲ့ဒီမြောက်မေမေကုန်နေလို့ အဲ့လိုကန်းကန်းရအောင်တော့ ယောမကားလာတယ်ကြီး ကားလာပြီ ကားလာတယ်ကြီး ကားလာပြီ ကားလာတယ်ကြီး အမင်းကဘယ်လိုလုပ်ဟာဟောအဲ့တိုင်းလား